အကောက်တောင်ဆိုရင်ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပတောင်းမြို့နယ်ထုံးပုံမြို့အစုံနဲ့အေရဝတီတိုင်းဒေသကြီးဟင်္ဒရခရိုင်ကြံကင်းမြို့နယ်တောက်ကြတူကျေးရွာအုပ်စု၌တည်ရှိပြီးတော့အေရဝတီမြစ်ကပယံရှိကြောက်သားနေရများတွင်ရေးထွင်းထားသောရှေးဟောင်းဖျားဆင်းသူများအမြောက်များရှိသည့်အတွက်အနေနဲ့အရရက်မှာဖျားဖို့ဧည့်သည်များသာမကနိုင်ငံခြားသားခီးသွွားများလည်းလာရောက်လည်ပတ်ဖွံ့ဖြိုးလျက်ရှိပါတယ်။ရှိရခါကဒီနေရာလေသင်းမောများကိုအကွန်ကောက်ယူရနေရာဖြစ်ခဲ့သောကြောင့်လေဖြင့်ပါလာကြသောကျောက်စစ်ပညာရှင်များကကြောက်တောင်ကပယံကြီးများကိုထွင်းထူ၍နှောင်းလူတို့ပူဇော်နိုင်ရန်မိမိတို့တက်မြောက်ထားသည့်ပညာဖြင့်လောဝဒါနပြုခဲ့ကြခြင်းပဲဖြစ်ပါတယ်။အကောက်တောင်တွင်ဗုဒ္ဓဆင်းတုတော်ပေါင်း380ခန့်ကိုဖူးမြော်တွေ့ရှိနိုင်ပြီးဆင်းတုတော်အားလုံးဟာကြောက်သားနေရန်ပေါ်တွင်ထွင်းထူထားသောကျောက်စစ်လက်ရာများဖြစ်ပါတယ်။ထိုင်တော်မူဆင်းတုတော်246စုရက်တော်မူဆင်းတုတော်109စုနှင့်လျှောင်းတော်မူဆင်းတုတော်15စုကရှိပါတယ်။ရုပ်ပွားတော်များ၏လက်ရာများမှာကုန်းပေါင်ခေလက်ရာများဖြစ်ပြီးအင်းဝခေလက်ရာအချို့လည်းပါဝင်သည်ဟုသူတေသီများကခံမှန်းခဲ့ကြပါတယ်။အကောက်တောင်ဟာအေရဝတီတိုင်းဒေသကြီးကြံကင်းမြို့နယ်နှင့်ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပတောင်းမြို့နယ်ထုံးပုံမြို့နယ်နမိတ်ဆုံစီရာအေရဝတီမြစ်ကမ်းဘေး၌ကြောက်နေရန်ကဗုဒ္ဓရုပ်ပွားတော်များဖြင့်ကြီးညိုပွဲရာတည်ရှိပါတယ်။ဒီမြို့မှာအနောက်ဘက်ရှိထုံးပုံမြို့သို့ကားလမ်းဖြင့်မိုင်40ခန့်သွားရပါတယ်။ထုံးပုံမြို့ဟာအာဇာနည်9ဦးထဲတွင်တဦးအပါဝင်ဖြစ်သောဗန္ဒာရေးဝင်ကြီးဌာနရဲ့ဝင်ကြီးသခင်မြ၏ဇာတိချက်ကျွေမွေးရမည်လည်းဖြစ်ပါတယ်။အကောက်တောင်ကိုရှေးရခါကရတနာပုံစားတောင်တော်မြတ်ဟုခေါ်ဆိုခဲ့ကြပါသေးတယ်။လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကထုံးပုံမြို့တည်ရှိရာအေရဝတီမြစ်နောက်ဘက်ကမ်းခြေတွင်တိရိပင်ကလွန်အမည်ရှိသောမြို့ကြီးတစ်မြို့ရှိခဲ့ပါတယ်။ထိုမြို့တွင်တိရိပင်ကလွန်မင်းကြီးထီးနန်းစိုးစံခဲ့ပြီးတောင်နန်းဆန်မိဖုရားမှသားတော်3ပါးထွန်းကားခဲ့ပါတယ်။သားတော်ကြီးမှာမဟာပုမင်္စာမင်းသားသားတော်လက်မှာစုနပုမင်္စာမင်းသားနဲ့သားတော်ငယ်မှာတန်ပုံစာမင်းသားတို့ပဲဖြစ်ပါတယ်။မင်းကြီးဟာသားတော်ကြီးမဟာပုမင်္စာမင်းသားကိုအင်ရှင်မင်းသားရာထူးပေးသနာပြီးတိတ်တဝနတ်မြင်းကိုပေးတော်မူခဲ့ပါတယ်။မြတ်စွာဘုရားရဲ့တိရိယတက်တော်3စုကိုတိရိပင်ကလွန်မင်းကြီးကိုးကွယ်ရန်ဟူ၍ထူးဆန်းသောဆက်တရောက်ရှိလာသောအခါတွင်သားတော်3ပါးတို့ကိုတဆူစီပေးအပ်၍အကောက်တောင်ပေါ်တွင်ဇေဒီ3စုတည်စေခဲ့ပါတယ်။ထိုအခါတောင်တော်ပေါ်တွင်ရှိနေသောဝိဆာဇော်ကြီးတပတိတို့သည်မင်းသား3ပါးဖျားတည်ရန်လိုအပ်သောရွှေငွေရတနာများကိုပြည့်စုံလောက်အောင်ပြုပြင်စီမံဖန်တီးပေးခဲ့ကြပါတယ်။သားတော်ကြီးမဟာပုမင်္စာမင်းသားသည်ရွှေငွေရတနာတို့ကိုတိတ်တဝနတ်မြင်းနှင့်တင်၍ရတနာများကိုထားပနာကတောင်စွန်းတွင်ရတနာပု္ပ္ပဇေဒီကိုတည်ခဲ့ပါတယ်။ရတနာပစ္စည်းများကိုတိတ်တဝနတ်မြင်းဖြင့်တင်ဆောင်ယူခဲ့ပြီးထားပနာဒီကိုအကြောင်းပြု၍ရွှေမြင်းတင်ဇေဒီတော်ဟုလည်းခေါ်ဆိုခဲ့ကြပါသေးတယ်။ဒါတော့လည်းစုနာပုမင်္စာမင်းသားသည်ရတနာပု္ပ္ပဇေဒီမှာတောင်ဘက်တဖာလုံကန်းအကွာတောင်စွန်းပေါ်တွင်ထားပနာပစ္စည်းများကိုယထာနှင့်တည်ဆောင်ယူကဇေဒီထည့်ထားသဖြင့်ယထာပုံစဇေဒီဟုသောပွဲတော်ချီခဲ့ပါတယ်။ဒါတော့အငယ်သောတန်ပုံစမင်းသားသည်ရတနာပုံစဇေဒီမှမြောက်ဘက်တဖာလုံကန်းအကွာတောင်စွန်းပေါ်တွင်ထာပနာပစ္စည်းများကိုလှဲဖြင့်တင်ဆောင်ယူကဇေဒီတည်ထားသဖြင့်တက္ကထာပုံစဇေဒီဟုပွဲတော်ချီခဲ့ပြီးနောက်တွင်ရွှေလဲတင်ဇေဒီဟုခေါ်ဆိုခဲ့ကြပါသေးတယ်။ယခင်ကဇေဒီတော်3စုလုံးမှာတပ်ပယ်စွာစံပယ်ခဲ့ကြတော့လေညီတော်2ပါး၏ဇေဒီ2စုကိုမတူတော်တိုက်เสียများတိုက်တူးယူခြင်းကြောင့်ပြိုကျပျက်စီးခဲ့ရပါတယ်။ထို့နောက်နောင်တော်ကြီး၏ရတနာပုံစဇေဒီခေါ်ရွှေမြင်းတင်ဇေဒီတော်သာခေအဆက်ဆက်ထိမ့်သိမ့်ပြုပြင်နိုင်ကယခုတိုင်ကြန့်ရှိနေခဲ့ခြင်းဖြစ်ပါတယ်။ကုန်းပေါင်ခေနှောင်းပိုင်းကာလမင်းတုံမင်းတရားကြီးလက်ထက်တွင်မြို့ဝင်ဥကောက်ရအားရတနာပုံစတောင်ချီကိုအခြေပြု၍ရေလန်းခရီးအစုံအစံတံပန်တင်မောများကိုအခွန်ကောက်ခံ၍နေပြည်တော်သို့ဆက်တာရန်အမိန့်တော်မှတာဝန်ပေးရခဲ့ပါတယ်။မြို့ဝင်ဥကောက်ရသည်တောင်စွန်းအခြေမှအကောက်ယုံဆောက်လုပ်၍အခွန်ကောက်ခံဒီမှစ၍ရတနာပုံစတောင်ကိုအကောက်တောင်ဟုခေါ်စမတ်ပြုခဲ့ပါတယ်။မြတ်စွာဘုရားကြီးမင်းဖြစ်စဉ်အခါက၎င်းတောင်ပေါ်ရှိတည်တည်တေဥများကိုကောက်ယူစားသုံးခဲ့သောကြောင့်အစာကောက်တောင်သို့မဟုတ်အကောက်တောင်ဟုခေါ်တင်ခဲ့သည်ဆိုသောဆိုရိုးစကားလည်းရှိပါတယ်။အကောက်တောင်အားဆိုရင်အေယာရီမြစ်ကမ်းဘေးတွင်တဘာဝခန္ဓာတပွဲမမမမယက်တီကနေချက်ရန်ကိုကြက်ကြန့်ခံခဲ့သောတမိုင်းကြောင်ဖြစ်ရရှိခဲ့ပါတယ်။အင်္ဂလိပ်မြန်မာဒုတိယကျူးကျော်စစ်ကာလတွင်နေချက်တို့ကိုခုခံတိုက်ခိုက်နိုင်ရန်သရိုးတီရီသူတမမဟာဗန္ဓုလာ၏ဒါတော့30မျိုးသားဝင်ကြီးမင်းလမင်းခေါင်ရာစာဥဆောင်လျက်ရဲမတ်အင်အားများစွာဖြင့်အကောက်တောင်တွင်စကန်ချနေခဲ့ပါတယ်။
1852ခုနှစ်ဇူလိုင်လတွင်ဘိုတာလီယန်ဦးဆောင်သောအင်္ဂလိပ်ရေတပ်အဖွဲ့ဟာစစ်သင်္ဘော9စင်းဖြင့်အေယာဝတီမြစ်အတိုင်းဆန်တက်လာကြပြီးအကောက်တောင်တွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ရာအင်္ဂလိပ်တို့၏အဝေးပစ်အမြောက်လက်နက်တံကိုမခံနိုင်သဖြင့်မြန်မာစစ်တီများ၏အသက်ချွေးများဤနေရာတွင်စတေးခဲ့ကြရပါသည်ထိုတိုက်ပွဲဖြစ်ပါစဉ်နှင့်ရသည်ဥရုပတ်ဝန်းကျင်အနေထားမှာလည်းနေချဲတို့ဘက်မှယက်တီတကဲ့သို့ရှိနေသဖြင့်နေချဲစစ်သင်္ဘောများအလျင်မှန်စံတက်လာနိုင်ခဲ့ပြီးပြည်မျိုးကိုရုတ်တရက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။တို့ရာတွင်မြန်မာတို့အပြင်းထန်တိုက်ပွဲဝင်ခဲ့ကြရာ1852ခုနှစ်နိုဝင်ဘာလတွင်အကောက်တောင်ကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီးအကောက်တောင်တွင်အမြောက်များတက်ဆင်ကဖျက်ဆီးသွားလာကြသောအင်္ဂလိပ်သင်္ဘောများကိုပြစ်ခတ်နှောက်ယှက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ထုံးပုံမျိုးမှာအကောက်တောင်သို့လမ်းနှလမ်းဖြင့်သွားနိုင်ပါတယ်။တလမ်းမှာခရီးတိုသောဖြတ်လမ်းဖြစ်၍မတ်စောက်ကျင်းမြောင်းပြီးကားသွားနိုင်သည့်လမ်းကျန်းဖြစ်ပါတယ်။နောက်တလမ်းမှာထုံးပုံလေစိတ်မှဆက်လေဖြင့်မိနစ်20ခန့်အကြာအကောက်တောင်မြကမ်းပါမှာတောင်ပေါ်သို့လေကားဖြင့်တက်ရသောလမ်းဖြစ်ပြီးမြကမ်းရှိကြောက်သားနေရများတွင်ရှေးအောင်ဖျားဆင်းသူများကိုမြင်တွေ့ရသောကြောင့်ဖျားဘူးဧည့်သည်များအသွားများသောလမ်းဖြစ်ပါတယ်။တောင်ပေါ်တွင်ရွှေမြင်းတင်စေတီနှင့်သာသနိကအဆောက်အဦများရှိပြီးဘုရားဖူးလာရောက်လဲပတ်သူများကိုလည်းအကောက်တောင်ဆရာတော်ဘုရားမှာတက်တက်လွတ်စတူဒီတာများကျွေးမွေးအခမ်းတတ်ပါသေးတယ်ခင်ဗျာဒီဗီဒီယိုလေးထဲမှာပါဝင်ခဲ့တဲ့အကြောင်းအရာများကိုမင်းကုံဧပြီလ2015အကောက်တောင်ကြောက်ကပယံပေါ်ရှိနယံကပ်ဗုဒ္ဓရုပ်ပွားတော်များလပြည့်ဝမဂဇင်းမောင်မင်းထိုက်လွင်2000ခွန်ထုံးပုံမြို့အကောက်တောင်ရှိရှေးအောင်ဗုဒ္ဓဆင်းတုတော်များလေ့လာချက်ပွဲလွန်အသုံးချရှေးအောင်သုတေသနပညာဒီပလိုမာဘွဲ့ကျန်းငယ်တို့မှကိုးကား၍ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့လို့လည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်ကျွန်တော်တို့ပေးမှာနောက်ထပ်ဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေဆက်လက်တင်ဆက်ပေးသွားမလဲဆိုတာကို like and follow လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်